2026ရောက်တာနဲ့ကျွန်တော်တို့ရဲ့ training program တွေကအရင်ကနဲ့မတူတော့ပဲ upgrade ဖြစ်လာတယ်။ဘာတွေ upgrade ဖြစ်လာလဲဆိုတော့အရင်ကဆိုလို့ရှိရင်ကျွန်တော်တို့လှဖို့နဲ့အစီအမြန်ကြဖို့ပဲစဉ်းစားပြီးတော့ training တွေကduration တွေကတိုးတယ်ဗျာတနားရီလောက်ကစားရတယ်တနားရီ10မိနစ်လောက်ကစားရတယ်။နောက်ပိုင်းမှာကျွန်တော်တို့ training တွေကဘာဖြစ်လာလဲဆိုတော့ AMRAP တွေဖြစ်လာတယ် EMOM တွေဖြစ်လာတယ် EMOM ကဘာလဲဆိုလို့ရှိရင်every minute on the minute ဆိုရယ်ပုံစံပေါ့ဆိုလို့ချင်တာစက္ကန့်40 short စက္ကန့်20နာအဲ့ဒီမှာလည်းကျွန်တော်တို့ range of motion တွေကဘာတွေဖြစ်လာလဲဆိုလို့ရှိရင် range တွေမှာကတစ်ခုတည်းကိုပဲ master တစ်ခုတည်းကိုပဲ target ထားတာမျိုးတွေမဟုတ်တော့ဘဲနဲ့ master တွေအကုန်လုံးကို whole body target တွေပုံစံမျိုးဖြစ်လာတယ်ဒါကတော့ကောင်းသောအရွေးလို့ပဲပြောရမှာပေါ့နော်တဖြည်းဖြည်းနဲ့လူသားတွေအကျိုးပြုတဲ့ပုံစံလေးတွေပြောင်းလာကြပါပေါ့အရင်ကဆိုလို့ရှိရင်ကျွန်တော်မအားလို့ကျမမအားလို့ဆိုတဲ့ခေါင်းစဉ်တွေနဲ့ကျွန်တော်တို့တိုင်ပတ်ခဲ့ကြတယ်မလားအဲ့တော့ training မလုပ်နိုင်ကြဘူးဂျင်မသွားနိုင်ကြဘူးအခုဆိုလို့ရှိရင်ဒီ micro training လို့ခေါ်တဲ့ဒီ micro training လေးတွေအလုပ်ဖြစ်လာကြတယ်တနေ့ကမှမိနစ်20 30လောက်အချိန်ပေးရုံနဲ့ကျွန်တော်တို့လေ့ကျင့်ခန်းလုပ်လို့ရတယ်ဆိုတဲ့ခေါင်းစဉ်အောက်တွေမှာရောက်လာကြတယ်ပြီးတော့အစားတောက်မီးပလန်တွေမှာလည်းကျွန်တော်တို့နောက်ပိုင်းကဘယ်လိုမျိုးအဆင့်တွေမြင့်လာကြလဲဆိုလို့ရှိရင် personal trainer ကကြက်သားတုပ်စားပါဆိုကြက်သားတုပ်ကြီးပဲသွားစားစရာမလိုတော့ဘူးအဲ့ဒီနဲ့နီးလန်းတူတဲ့အရာလေးတွေကိုဘယ်လိုခေါ်မလဲ secondary အနေနဲ့ရွေးချက်ခွင့်ရအောင်ပေးထားတာဖြစ်လို့နောက်ပိုင်းမှာဒါမဟုတ်ရင်လည်းဒါစားလို့ရတယ်ဆိုတဲ့ option တွေအများကြီးပွင့်လာတယ်အဲ့တော့ client အနေနဲ့လောက်ကတာနည်းနည်းလေးတော့လွယ်ကူစေတာပေါ့ဒါပေမဲ့ personal trainer တယောက်အနေနဲ့ကျွန်တော် personal trainer တယောက်အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကနည်းနည်းလေး training ဘိုင်းဆိုင်ရာမှာလည်းပြန်ပြီးပိုခေါင်းစားတယ်လို့training ကိုရေးပေးတဲ့ me plan တွေကိုရေးပေးတဲ့အခါမှာလည်းပို့ပြီးတော့အချိန်ပေးရတာပေါ့အရင်ကကိုပုံစံပေးနေကြ training တွေကကိုအတွက် use to ဖြစ်နေပြီဆိုပေမဲ့နောက်ပိုင်းမှာ micro training တွေပေါ်လာတယ်ကျမကတော့အချိန်မရဘူးကျွန်တော်ကတော့အချိန်မရဘူးဆိုတဲ့သူတွေအတွက်ကိုတီးတန့်ထပ်ပြီးရေးပေးရတာဖြစ်လို့နည်းနည်းလေးတော့အလုပ်ပိုရှုပ်စေတာတော့အမှန်ပါပဲဒါပေမဲ့အလုပ်ပိုရှုပ်တယ်ဆိုပေမဲ့လည်း trend ဆိုတဲ့အတိုင်း trend out တော့ကျွန်တော်တို့ကလည်းလိုက်ရတာပဲလေအဲ့တော့အတက်နိုင်ဆုံးတော့ micro training တွေကျွန်တော်နောက်ပိုင်းမှာ season ပေးဖြစ်နေပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီ micro training တွေကိုလုပ်ချင်တယ်အချိန်လည်းမရဘူး training လုပ်ဖို့အတွက်လည်းတခါမှမလုပ်ဘူးဆိုတဲ့သူတွေအတွက်ကျွန်တော်ကနေကျွန်တော်ရဲ့Telegram account လေးအောက်မှာ link ချပေးထားမယ်ပေါ့နော်Telegram account လေးကိုလာပြီးတော့ဆက်သွယ်မေးမြန်းလို့ရတယ် TikTok chat box ကနေလည်းမေးလို့ရတယ် Facebook chat box ကနေလည်းမေးလို့ရတယ်အဲ့တော့ micro training လေးတွေကျွန်တော်ရောင်းပေးမယ်အဲ့တော့တကယ်တမ်းလောက်ရမှာကတရက်ကိုတကယ်မိနစ်20အစိတ်30မိုင်ကုန်နိုင်ဝက်ပဲဗျာအဲ့တော့အကျော်ချောတာ9မိနစ်လောက်နဲ့ဆိုတော့တကယ် training လောက်ရမှာ25မိနစ်လောက်ပဲရှိမယ်အဲ့25မိနစ်မှာတကယ်ကို training effort တကယ်ရလိမ့်မယ်ပြီးတော့လို့ရှိရင်စစချင်းပထမတစ်လမှာတော့ training ကပျော့ပျော့ပြောင်းပြောင်းနဲ့ပေါ့ပေါ့ပါပါလေးပဲဖြစ်မယ်ဒုတိယမြောက်တတိယမြောက်ရောက်လာလေ training ရဲ့ AMRAP တွေကမြင့်လာပြီးတော့ကျွန်တော်တို့ထားတဲ့ peak performance တီကိုကျွန်တော်တို့ဆွဲခေါ်သွားမှာဖြစ်တဲ့အတွက်မိတ်ဆွေရဲ့ခန္ဓာကိုယ်ကပြောင်းလဲခြင်းလည်းရမယ် daily lifetime performance မှာလည်းနေ့တူကလှုပ်ရှားရတာဥပမာလှေကားတက်တာတို့လမ်းလျှောက်တာတို့အလေးပင်မာတာမျိုးတွေမှာလည်းထူးခြားတဲ့ walk rate တွေရလာလိမ့်မယ်အဲ့တော့တနည်းအားဖြင့်ကျွန်တော်တို့ကမ္ဘာပေါ်မှာexplorer ဖြစ်တာအများဆုံးဖြစ်တဲ့စီးကြိုယောဂနှလုံးယောဂသွေးတိုးယောဂတွေကိုကာကွယ်ပြီးသားလည်းဖြစ်သွားမယ်။နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အမျိုးသမီးတွေမှာဖြစ်လေဖြစ်တာရှိတဲ့ bone density ရော့တဲ့ပြဿနာပေါ့နော်။အမျိုးသမီးတွေအသက်ကြီးလာတဲ့အမျှဟိုနေရာကျိုးဒီနေရာကျိုးပေါ့။အဲ့တော့ကျွန်တော်ဆိုရင်ကျွန်တော်ရဲ့ဘာသာရေးပွဲတစ်ခုကိုကျွန်တော်သွားတဲ့အချိန်မှာအသက်ကြီးတဲ့ကျွန်တော်ရဲ့အမေရွယ်အန်တီတွေကိုတွေ့တဲ့အခါမှာဘာဖြစ်နေလဲဆိုတော့လှေကားတွေတက်တဲ့အခါမှာအခက်အခဲတွေတွေ့နေတာကျွန်တော်ကိုယ်တိုင်မျက်လုံးနဲ့မြင်ခဲ့ရတယ်ဒါတွေကဘာဖြစ်တာလဲဆိုလို့ရှိရင် bone density ရော့လာတာပေါ့ယောက်ျားလေးကျတော့အသက်80 80လောက်မှာဖြစ်တယ်ဆိုပေမဲ့ main ကလေးအမျိုးသမီးတွေက50ကျော်60လောက်မှာဖြစ်နေကြပြီအဲ့တော့ဒါကိုကာကွယ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့အခုလုပ်ပေးမဲ့ training တွေကအသက်50 60ရောက်လာတဲ့အချိန်မှာလဲကာကွယ်ပြီးသား bone density မြင့်ပြီးသား normal lifestyle နဲ့မှာပေါ့ပေါ့ပါလှုပ်လှုပ်ရှားရှားသွားနိုင်လို့ရအောင်ကျွန်တော်တို့ကစဉ်းစားပြီး thinking လုပ်ပြီးတော့အဲ့ဒီအတွက်ကိုဦးတည်ထားကြတယ်အဲ့တော့ trend နဲ့မြင့်တက်လာလေလူတွေကိုပိုအကျိုးပြုလေဆိုတော့မိတ်ဆွေတို့အတွက်ဒီ trend 2026ရဲ့ fitness trend အခုလောဆယ် micro training နဲ့ဖြစ်နေတာပေါ့အဲ့တော့ micro training နဲ့စိတ်ဝင်စားရဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ comment box အောက်မှာ micro training လို့မှတ်ခဲ့ပေးစီချင်ပါတယ်အဲ့တော့ micro training တွေကိုမိတ်ဆွေကစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင် micro training တွေကိုအစားတောက် plan daily တိကျပါတဲ့ဟာအပြင် micro training မှာပါမှာကိုကျွန်တော်ရက်30စာ plan ကိုမြန်မာငွေကျပ်3000နဲ့တရက်မှာ1000လောက်ပဲကြာမှနှုံးနေနဲ့ကျွန်တော်ရောင်းချပေးပါမယ်အဲ့တော့ကျွန်တော်ကဘာလုပ်လဲဆိုလို့ရှိရင်လူပေါင်းများစွာတောင်းနဲ့ချီ5000 6000လောက်ထိကို program ရောင်းချထားတဲ့ Master Arena က personal trainer မတူပါအားလုံးကျေးဇူးတင်ပါတယ်